တရနေ့တွေထဲမှာနေတိုင်းလိုကြားနေရတဲ့ခိတစ်စစ်လက်နက်ဒီတကယ်တိုင်းဘလို့အလုပ်လုပ်ချတယ်လဲဒီကနေ့အစီအစဉ်ကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့မျက်စိရှိမှမြင်တွေ့နေရတဲ့အလိုများပြားလာရဲ့စစ်လက်နက်ပစ္စည်းတိုးလောင်မှုကြီးကိုအခြေခံပြီးသူတို့ရဲ့ဖက်စီးပုံတွေကိုဖက်လိုက်မှုကင်းကင်းနဲ့အသေးစိတ်လေ့လာသွားကြမှာလားတပ်ပုတ်အထောက်အထားနေမှာတွေ့ရတဲ့လက်နက်တွေရဲ့အရွယ်အစားအမျိုးအစားနဲ့နီးပညာတွေကိုစနစ်တကျခွဲခြမ်းစိတ်ဖြာပြီးစိတ်ဝင်စားစရာကောင်းတဲ့လက်နက်နီးပညာခီးစဉ်တစ်ခုကိုအခုပဲစတင်လိုက်ကြအောင်ဗျာကဲအခုဆွေးနွေးမဲ့အကြောင်းအရာတွေကိုအမြန်လေးခြုံငုံကြည့်လိုက်အောင်ဒီအချက်လက်တွေကိုတိုက်ပွဲဝင်တဲ့အတိုင်းအတာရဆင်းလိုက်ခွဲခြားထားတယ်တူးချင်းကင်တွဲတဲ့သေးငယ်တဲ့လက်နက်ငယ်လေးတွေကနေစပြီးကြီးမားတဲ့မြောက်ကြီးတွေအထိမိုင်းတွေခဲယမ်းလေးနဲ့သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းတွေကိုကျွန်တော်တို့အဆင့်ဆင့်လေ့လာသွားကြပါမယ်ဒီမိခွင်းကိုတစ်ချက်လောက်ကြည့်လိုက်ပါဦးတာလပတ်တွေပေါ်မှာအစီအရီချထားတဲ့လက်နက်တွေနဲ့ခင်းရမ်းတွေရဲ့ပမာဏဟာတကယ်ကိုအမခံပါပဲအရေးတွဲများကြီးဆိုလာတဲ့ဒီလက်နက်အမျိုးအစားတွေရဲ့စုံလင်ကွဲပြားမှုကခိတစ်စစ်မြေပြင်မှာလိုအပ်တဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့လက်နက်တိုက်တစ်ခုရဲ့ရှုပ်ထွေးကျဲပြန့်မှုကိုမီးမောင်းထိုးပြနေပါတယ်။ကဲ DPC တွေထဲမှာဘယ်လိုမျိုးစားတွေပေါင်းပြီးဘယ်လိုအလုပ်လုပ်ကြတယ်လဲဆိုတာဆက်ကြည့်ကြအောင်။အပိုင်းတဲ့လက်နက်ငယ်များစစ်မြေပြင်ရဲ့သဘောတဘာဝကိုနားလည်ဖို့အယွတ်တိအရှိဆုံးစတင်ရမယ်နေရာကတော့ခြေလင်တက်သားတွေသူအချင်းစီအသုံးပြုတဲ့အခြေခံအကြားဆုံးအဆင့်ကနေပဲဖြစ်ပါတယ်ဒီပုံလေးနှစ်ပုံကိုရှင်းကြည့်ရအောင်ဒါကလက်နက်ငယ်ဆိုတဲ့အမျိုးအစားကိုအကောင်းဆုံးတရုပ်ဖော်ပြနေတာပါလက်ခိုင်တဲ့တွေရေပေါ်ဗာတွေဟာအနီးကပ်တိုက်ပွဲဝင်မှုနဲ့အလွယ်တကူတဲဆောင်ထားဖို့တီးတန့်ရည်ရွယ်ထားတာဖြစ်ပြီးခြေလင်တပ်သုံးညင်ဖယ်တွေကတော့ပုံမှန်စစ်မြေပြင်ကွာအဝဲတွေမှာပုံမိုးတိကျတဲ့ပိတ်ခတ်မှုစွမ်းကိုပေးစွမ်းနိုင်မှုဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်ဒီတော့အရေးကြီးဆုံးမှတ်သားရမယ့်အချက်ကဘာလဲဆိုရင်တဲဆောင်ရလွယ်ကူမှုနဲ့မျက်မြင်ပြင်မှကိုတိုက်ရိုက်ချိန်ရွယ်ပြခတ်နိုင်မှုဆိုတာဟာဒီလက်နက်ငယ်တွေရဲ့ပင်မလက္ခဏာပါပဲအကြမ်းဖျင်းပြရရင်လူတယောက်တည်းရဲ့စွမ်းရည်ကိုအမြင့်ဆုံးအသုံးချဖို့တိစောက်ထားတာပါအဖိုင်းနဲ့လက်နက်ကြီးနဲ့အမြော့များအခုကျွန်တော်တို့တကိုကြီးသုံးလက်နက်တီကနေရဲ့တက်ဆူလုံးကိုအထောက်ကူပြုပြီးပုံမိုးကျယ်ဝင်းတဲ့နယ်မြေတွေကိုထိန်းချုပ်မဲ့စနစ်ဒီစီကူပြောင်းကြည့်ကြအောင်စစ်မြေပြင်မှာဒီလက်နက်နှမျိုးရဲ့အသုံးပြုပုံတထနာဟာလုံးဝကိုကွဲပြားပါတယ်လက်နက်ငယ်တွေကဖိမှတ်တစ်ခုတည်းကိုတီတီကြကြဖြစ်ခတ်ဖို့သုံးမိမဲ့လက်နက်ကြီးတွေကြတော့တကယ်တမ်းပြောရရင်တိကျမှုထက်ပောက်ခွဲမှုစွမ်းအားနဲ့နေမြေတစ်ခုလုံးကိုလွှမ်းခြုံဟန်တာဖို့အဓိကသုံးတာပါအဖွဲ့လိုက်အခြေကဆက်မိကင်တွေရတဲ့သဘောတဘာဝရှိပါတယ်ဒီပုံမှာပါတဲ့ကြီးမားတဲ့ကိုယ်ထဲဘီးတွေနဲ့ရဲနဲ့ချိတ်ဆက်ဆွဲယူနိုင်တဲ့အစိပ်ပိုင်းတွေကိုတတိထားကြည့်ပါဒီလိုအမြောက်ကြီးမျိုးဟာဆိုရင် operator ရဲ့မျက်မြင်အကွာဝေးတဲ့အများကြီးပိုဝေးတဲ့နေရာတွေစီကိုအဝေးပိတ်အဖြစ်စွမ်းအားကြီးတဲ့ပိတ်ခတ်မှုတွေလှုပ်ဆောင်ဖို့တီးထန်ဖန်တီးထားတာဖြစ်ပါတယ်နောက်ထပ်အမြောင်မျိုးစတစ်ခုကတော့မော်တာတမိုးစိန်ပြောင်းနေပါဒီကအောက်ခံပြဝိုင်းကြီးတွေနဲ့အထက်ကိုမော့နေတဲ့ပြောင်းဝက်ကိုတေချာကြည့်မော်တာတွေကအတားအဆီးတွေတောင်ကုန်းတွေရဲ့နောက်ကွယ်မှာရှိနေတဲ့ပြတ်မှတ်တွေလိုအပေါ်စီးကနေအခုံးလန်းကြောင်းနဲ့ကြော်လွှားဖိခတ်နိုင်ဖို့အထူးပြုလုပ်ထားတာပါဒါကဘာကိုရှင်းရှင်းလင်းလင်းတွေ့ဖို့ပြနေလဲဆိုရင်ခုနကကျွန်တော်တို့တွေ့ခဲ့ရတဲ့ရုပ်ပိုင်းဆိုင်ရာကွာခြားချက်တွေဟာသူတို့ရဲ့စစ်ဗျူဟာမြောက်အသုံးချမှုတွေနဲ့ဘယ်လိုခွဲခြားထားတယ်လဲဆိုတာပါပဲအမြောက်ကြီးတွေကရင်းနဲ့ဆွဲပြီးနောက်တန်းကနေအဝေးပြီးအဖေပြေးချိန်မှာမော်တာတွေကတော့လူကိုယ်လိုင်းတဲ့ယူပြီးရှေ့တိုင်းခြေလင်းတဲ့တင်းနဲ့အတူရွှေ့ပြောင်းသွားလာရင်လိုအပ်တဲ့ရှင်ချက်ချင်းပစ်ကူပေးနိုင်ဖို့ဖြစ်ပါတယ်အဖိုင်းတော့မိုင်းနဲ့ပေါက်ကွဲစေတတ်တော်ပစ္စည်းများအခုကျွန်တော်တို့ဖြစ်လက်ရတဲ့လက်နက်တွေကနေနေမြေတစ်ခုကိုကာကွယ်ဖို့ဒါမှမဟုတ်ရန်တူခန်တဲ့တွေကိုရှင်းလင်းဖို့တုံးတဲ့ညီတက်နေတဲ့တော့မဟုတ်လက်နက်ပြရတဲ့ပေါက်ခွဲပစ္စည်းတွေစီအာယုံပြောင်းကြည့်ကြပါမယ်ဒီမိုင်းနှမျိုးရဲ့လောက်ဆောင်ပုံကွာခြားချက်ကိုကြည့်ပါတင်ကဖြစ်မိုင်းအကြီးစားတွေဟာရန်ရန်ထျားရဲ့ကြီးမားတဲ့အလေးချိန်ဖျားကြောင်းတာပေါက်ခွဲစေပြီးလမ်းကြောင်းကိုပိတ်ဆို့ဖို့သုံးပါစန့်ကြည့်ပဲအနေနဲ့ခြေရင်တက်သားတွေသုံးတဲ့လက်ပစ်ပုံအသေးစားတွေကတော့အနီးကပ်တိုက်ပွဲတွေမှာရန်သူကိုရှင်းလင်းဖို့အလွယ်တကူကိုယ်တိုင်ဖိခတ်ရတာဖြစ်ပါတယ်အပိုင်းလေးကြီးစံတဲ့မြောက်စံများတကယ်တော့လက်နက်ဆိုတာသူတို့အတွင်းကထွက်ပေါ်သွားမဲ့ခဲယမ်းတို့အတွက် delivery system တခုတာဖြစ်ပါတယ်ဒီတော့ခဲယမ်းမီးကြောက်တွေကိုလေ့လာကြည့်ကြရအောင်ခုနစပိုင်းဝါပြခဲ့တဲ့ပုံကြီးကိုပြန်တတိယကြည့်ပါကြီးစံတဲ့အမြောက်ဆန်အမျိုးစားတွေကိုအထီးကသုံးစုခွဲခြားနိုင်ပါတယ်ပထမကအလွယ်တကူတဲယူနိုင်တဲ့လက်နက်ငယ်တုံးကြီးကက်တီနဲ့ကြီးခါပတ်တွေဒုတိယကလေတူတဲ့ဖြောင်းတန်စွမ်းထွားနိုင်မှုစူးတောင်လေးတွေပါလဲမော်တာကြီးတွေတတိယကတော့အလွန်လေးလံပြီးကြီးမားတဲ့အမြောက်ဆန်ကြီးတွေပါစဉ်းစားတာကြည့်ပါတော့တဲငယ်တဲ့ကြီးတောင်နဲ့ကီလိုဂရမ်10ကြီးလဲတဲ့အမြောက်ဆန်ကြီးတွေရဲ့ထောက်ပံ့ဖို့ဆောင်ရဲလုပ်ငန်းစဉ်တွေဟာလုံးဝကိုကွာခြားသွားပါပြီအဖိုင်းကစွမ်းဆောင်ရည်နဲ့နီးပညာကဲဒီစစ်နစ်တွေလက်တွေ့စစ်မီတွေမှာဘလို့စွမ်းဆောင်ရည်ကွာခြားတယ်လဲဆိုတော့စစ်ရန်တရားနီးပညာပိုင်းကိုဝင်ကြည့်ကြပါမယ်ဒီနေရာမှာမေးခွန်းတစ်ခုမေးချင်ပါတယ်
ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့စစ်ဘက်ဆိုင်ရာစနစ်တီအကြားကစွမ်းဆောင်ရည်ကွာဟာချက်ကိုတကယ်တမ်းဘာကဆုံးဖြတ်ပေးတယ်လဲအပြင်ပိုင်းအရွယ်စားကြီးတာနဲ့သေးတာတော့ပဲလားစဉ်းစားကြည့်အောင်တကယ်တော့မဟုတ်ပါဘူးသူတို့ရဲ့အတွင်းပိုင်းစက်ရန်တရားဒီဇိုင်းတွေကအဓိကကြားနေတာပါ ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကဒီပုံပါပဲအကြီးစားစက်တနက်တွေမှာတွေ့ရတဲ့ဂျီကာဘတ်ရှေကြီးတွေဟာရန်သူကိုအဆက်မပြတ်ဖိအားပေးဖိခတ်နိုင်ဖို့အထောက်အကူပြုပါတယ်ရိုင်ဖီတွေကတော့ဂျီကတ်စနစ်ကိုတုံးတဲ့အတွက်ဖိခတ်နိုင်တဲ့အရေးအတွက်ကန့်သက်ချက်ရှိပါတယ်ဒါဟာတင်းငယ်တဲ့နီးပညာကွာခြားချက်လေးကနေစွမ်းဆောင်ရည်ကိုဘယ်လောက်ထိပြောင်းလဲသွားစေလဲဆိုတာပြသနေတာပါ အချို့အဖြစ်ဆိုရင်လက်နက်တွေရဲ့အတိုင်းအတာအကွာအဝေးနဲ့ဖြည့်ဆည်းနိုင်စွမ်းဟာဒီနီးပညာပိုင်းဆိုင်ရာရွေးချယ်မှုတွေအပေါ်မှာလုံးလုံးလျားလျားမူတည်နေပါတယ်အစမပြတ်ပစ်ချင်တာလားလွတ်လွတ်လပ်လပ်ရွေလျားချင်တာလားထိုးဖောက်ဖြည့်ဆည်းချင်တာလားဒါမှမဟုတ်ပောက်ကွဲပြီးအပိုင်းအစားတွေနဲ့ထိခိုက်စေချင်တာလားဒီလိုမတူညီတဲ့ရည်ရွယ်ချက်တွေပေါ်မူတည်ပြီးလက်နက်တွေရဲ့ဒီဇိုင်းနဲ့နီးပညာတွေပြောင်းလဲသွားတာဖြစ်ပါတယ်